ပေါ်ဆုံးပြောပါဆိုဒီအလူပဲအလူတကအလူထဲမှာအပေါ်ဆုံးအလူမြန်မာနိုင်ငံမှာเนาะပွဲအလူဆယ်တော်ကြီးတွေပြန်တော်မူလဲပွဲအလူပါတယ်ဆယ်တော်ကြီးတွေဘွဲတစ်စိတ်ရရင်လဲခုနပူဇာပွဲအလူပါတယ်နော်ဖျားပွဲဆိုလဲပွဲအလူပါဗျာနော်မြန်မာနိုင်ငံဖျားကမလုံကောင်းမှုဆိုတာကိုအလုံဆုံးကမြန်မာလူမျိုးတွေနော်နံပါတ်1ပွဲသဘင်အလူဒါနအမိခံတဲ့အကုသို့နော်ပွဲသဘင်အလူကလုံးဝမလုံကောင်းတဲ့အကုသို့ထဲမှာပါတယ်အဲ့တော့ဦးဇင်းတို့ဖျားပွဲချပြီဆိုရင်ဇပွဲတွေထဲကြတယ်ဆယ်တော်ကြီးတွေပြန်တော်မူရင်လဲအငိမ့်တွေပွဲတွေထဲကြတယ်နော်အဲ့တော့ဒီဆရာတော်ကြီးတွေခုနပူဇာဘွဲလေးစိတ်တွေရရင်လည်းဒါဂုံပြုပူဇော်ပွဲဆိုလောက်ကြပြန်တဲ့ပွဲတွေဒါပွဲလောက်တာမှားနေတာနော်လောက်ဘုရားပွဲတို့ဂုဏပူဇာပွဲတို့ဇာပနာပွဲတို့လောက်ပါဒါပေမဲ့ဒီလိုမျိုးအစိုးတွေအငိုတွေနဲ့မလောက်ရပါဘူးနော်လောက်တင်တာကတော့တရားပွဲဟုတ်တယ်နော်တရားပွဲလောက်တင်တယ်ဆရာတော်ကြီးတွေပြန်တော်မူတရားပွဲရှာဒကာဓမ္မတွေကတရားနာပြီးအချိန်ပိုင်း9နာရီဝက်တနာရီတရားထိုင်ပြီးတော့ပူဇော်ကြဆရာတော်ကြီးကိုနောက်ဆုံးအနေနဲ့ဒါအဲ့လိုမျိုးဖြစ်ရမှာလေဆရာတော်ကြီးတွေဂုံပြုပူဇော်ပွဲဆိုရင်လည်းဆရာတော်ကြီးတွေကိုလိုအပ်တဲ့ပစ္စည်းလေးပါစုပေါင်းပြီးတော့လှူဒန်းဆရာတော်ကြီးတွေရဲ့ဂုံတွေကိုရွတ်ဖက်တဲ့ဆရာမျိုးလို့ဟုတ်တယ်နော်အထမ်းတို့ဓမ္မစကြာတို့ရွတ်ဖက်တဲ့ဒီလိုပဲဖြစ်ရမှာဘုရားပွဲဆိုရင်လည်းဘုရားစီမှာသွားပြီးတော့ဝိုင်းပြီးတော့ဓမ္မစကြာနဲ့ပူဇော်တာတို့အထမ်းပူဇော်တာတို့စုပေါင်းပြီးတော့ဂရုဖွဲ့ပြီးတရားထိုင်ကြတာတို့ဒီလိုဖြစ်ရမှာတရက်ဆိုရင်တရက်နေ့ဆို2ရက်3ရက်ဆို3ရက်နိုင်သလောက်လောက်ရမှာဘာမှအဆိုးအငိုတွေထည့်စရာမလိုဘူးအဲ့ဒီကုန်ကြစိတ်အားလုံးကိုဘုရားအတွက်ကိုသုံးပေးလိုက်တန်ခါတော့ကိုသုံးပေးလိုက်ဘယ်တော့ကောင်းသွားမလဲနော်ဂုံပြုပူဇော်ရဲဆိုလို့ရှိရင်လည်းကုန်ကြစိတ်အတိဝါဝါကိုဂုံပြုခံရတဲ့ဆရာတော်ကိုပဲပူဇော်ပေးလိုက်ပြီးတာပဲနော်ဘုရားပွဲလုပ်မယ်ဆိုရင်လည်းကုန်ကြစိတ်အားလုံးကိုဘုရားအတွက်ကိုသုံးပေးလိုက်အဆင်ပြေသွားတယ်ယနေ့မြန်မာနိုင်ငံမှာပြင်ရမယ့်ပွဲကအဲ့ဒါပဲနံပါတ်1ပွဲသမင်အလှပဲဒါနအမိခံအာကုသိုလ်ဒါတနိုင်ငံလုံးဒါပြင်ရမယ့်ကိစ္စတယ်ဒါနော်အာကုသိုလ်ဖြစ်နေတာဘုရားကဒါအာကုသိုလ်ပါလို့ဟောခဲ့တာကိုဗုဒ္ဓဘာသာတွေကတက်ကိုဝင်တိုးတာပဲနော်အဲ့တော့ဘလို့နားလည်ရမလဲဗုဒ္ဓဘာသာတွေအနေနဲ့နော်ဘုရားကမလုံးပါနဲ့ဒါအာကုသိုလ်ပါလို့ဒါတည်းရပြောထားတယ်ဒါကိုဦးဇင်းတို့ဗုဒ္ဓဘာသာတွေကတက်လောက်ကြတယ်ဟိုပိုးဖလန်တွေလိုပဲမိကိုဝင်တိုးတာပဲနော်မိကိုဝင်တိုးတာပဲအဲ့တော့မြန်မာလူမျိုးတွေကပိုးဖလန်တွေလိုဖြစ်နေကြတယ်မနေ့ကမှအဲ့ဒီမိကိုမေးလိုက်သေးတယ်မွေးနေ့ပဲလောက်ကောင်းမလို့ကွာအဲ့တော့မွေးနေ့ပွဲတော့လောက်ဒါပေမဲ့ခုနကလို့ဖြစ်တဲ့နာကဓမ္မနဲ့ပဲလောက်ရမယ်မွေးနေ့ပွဲဖြစ်ရမှာအဲ့တော့လောက်ပါမွေးနေ့ပွဲကောင်းပါလေလောက်ဒါပေမဲ့ဘယ်လိုမွေးနေ့ပွဲလောက်ရမလဲဆရာတော်ကြီးစီမှာဩဝါဒခံဟောမွေးနေ့ပွဲအနေနဲ့မွေးနေ့ချင်းဆရာတော်ကြီးစီမှာဩဝါဒခံမွေးနေ့ချင်းဆရာတော်ကိုစားအလူဒါနတွေလောက်ကြစတုတရားလောက်ကြဒါမျိုးတွေကဖြစ်တဲ့ပြီးရင်ဆရာတော်ကြီးဖြစ်ရှင်တဲ့ဟာလိုက်ဖြည့်ဆည်းပေးကြဆရာတော်ကြီးဘာလို့ရှင်တယ်လဲကုညီပေးကြမယ်ဟုတ်တော့ဆရာတော်ကြီးလို့ရှင်တဲ့ဌာနတွေဝိုင်းလုပ်ပေးမယ်တရားဓမ္မတွေနောက်ဆရာတော်ကြီးကိုဝိုင်းပြီးတော့တရားတွေနဲ့ပူဇော်ကြမယ်ဂုဏ်တွေနဲ့ပူဇော်ကြမယ်ဒီလိုဖြစ်ရမှာမွေးနေ့ပွဲမှာအဲ့တော့အခုအဲ့လိုမဟုတ်တော့ဘူးအငိမ့်တွေအဆိုးတွေအငိုးတွေမင်းသားမင်းသမီးတီးဝိုင်းတွေနဲ့ဟာကတော့ဒါပူဇော်တာမဟုတ်တော့ပွဲသဘင်လူထဲမှာပါသွားမယ်နောက်မွေးနေ့ကိတ်လှီးတာတို့မီးမုတ်တာတို့ရတော့ဒါဒုက္ကတလို့ခေါ်လူတွေလှုပ်တဲ့လှုပ်ကိုဘုန်းကြီးကမလှုပ်ကောင်းဘူးဒါဘုန်းကြီးနဲ့ဒီကိတ်မုတ်လှီးတာမီးမုတ်တာဘာမှမဆိုင်တာအဲ့တော့ကိတ်မုတ်လှီးတာတို့ဆိုတာဝင်းနေမှာတော့မပါဘူးဒါပေမဲ့လူအလုပ်ဖြစ်နေတယ်လူအလုပ်ရဟန်းနေမလုပ်တင်ဘူးလူအလုပ်ကိုလုပ်ရင်ဒါဒုက္ကတလို့ခေါ်တယ်နော်ဒုက္ကတဆိုတာမသိတော့တဲ့အလုပ်ကိုလုပ်တာပဲအဲ့တော့မီးမုတ်တဲ့အလုပ်တို့ကတော့ဝင်းနေမှာတော့မပါပေမဲ့လည်းခုနမလုပ်တဲ့ကိစ္စပါလူအလုပ်တို့ဖြစ်နေတော့နော်လူလုပ်ဖြစ်နေအဲ့တော့တုတ်တန်သဘောရကြည့်မယ်ဆိုလို့ရှိရင်လည်းတို့အင်ညောမေအာကဘောကရဏီယောဆိုတာရှိတယ်လေယဟန်တို့ရဲ့အမှုအရာအသွင်ပြင်လှုပ်ဆောင်ချက်တွေဒီလူနဲ့မတူစေရအောင်အဲ့တော့အခုဒီမွေးတွေပဲကိန်းတီးတာတို့ခွန့်ကြွေးတာတို့ဟုတ်လားဒါတွေကလူအလုပ်တွေဖြစ်သွားပြီလူနဲ့မတူစေရအောင်ယဟန်ဆိုတာမလုပ်တင်ဘူးဟိုမကြမ်းမမာနေတဲ့ဂီလာနာဆရာတော်မလို့ခွန့်ကြွေးတာခွန့်ကြွေးလို့ရတာလေအခုကဘာမှမဟုတ်တဲ့ဟာကိုခွန့်ကြွေးနေကြတာဆိုတော့အဆင်မပြေဘူးဒါကြတော့နော်အဲ့လိုမျိုးအဲကြောင့်ကိတ်လီးတာမီးမုတ်တာလှီးတာခွန့်ကြွေးတာတွေကမလုပ်တဲ့ကိစ္စတယ်နော်